ကဘာကျော်တထေးကြီး Elon Musk ဟာတာမန်တထေးကြီးတူမဟုတ်ပါဘူး။သူဟာစိတ်ကူးကိုရွှေဖြစ်စေသူပါဖဲဖို့ကိုရောင်းချပြီးရလာတဲ့ဒေါ်လာတန်ပေါင်းများစွာကိုတက်တောင့်တက်တာနေဖို့အတွက်မတုံးခဲ့ပဲလူတိုင်းကယူသွတ်တယ်လို့ပြောတဲ့အလုံးနှစ်ခုတည်းကိုအားလုံးပုံရောရင်းနှီးမြှုပ်နှံခဲ့တယ်။ကဘာကြီးကိုလျှက်စစ်တပ်နဲ့ကယ်တင်ဖို့အတွက်ပတ်စံတွေပုံထည့်ခဲ့တယ်။လူသားမျိုးနွယ်ကိုအင်္ဂါကြိုစီပို့ဖို့လက်ထဲကငွေအားလုံးကိုဒုံးပြန်လောင်စာစီအဖြစ်ပြောင်းလဲပစ်ခဲ့တယ်။အဲ့ဒီရဲရင်စွန့်စားမှုတွေရဲ့ရလဒ်ကတော့သူဟာတခါတလေကမ္ဘာအချမ်းသာဆုံးနေရာကိုရောက်သွားတတ်တဲ့ဒေါ်လာဘီလီယံရာချီပိုင်ဆိုင်တဲ့စိတ်ကူးရင်ဆန်တဲ့ဥစ္စာဒနာရှင်ဖြစ်လာတာပါပဲသူ့အတွက်ပတ်စံဆိုတာအဆုံးသတ်မဟုတ်ဘူးအာကာသကိုလှမ်းတက်ဖို့အသုံးပြုတဲ့လှေကားတစ်သက်တာဖြစ်တယ်။ Elon Musk ရဲ့စကားတွေကိုဖော်ပြပေးလိုက်ပါတယ်။သင်ဟာပုံမှန်အတိုင်းလုပ်နေတဲ့လူတွေထက်ပိုမိုအောင်မြင်ခြင်းရင်သူတို့ထက်နာရီ2ဆပိုလုပ်ပါတစ်ပတ်ကိုနာရီ80ကနေ100အလုပ်လုပ်ပါအဲ့ဒါကသင်ကိုအတူတူလုပ်တဲ့သူတွေထက်ပိုမြန်မြန်ရှေ့ရောက်စေလိမ့်မယ်။ပြဿနာတွေဟာမင်းရဲ့အရင်းအနှီးဖြစ်တဲ့ဘယ်အရာကိုလှုပ်ပြက်ကွက်မှု failure ရှိနိုင်တယ်ဒါပေမဲ့သင်လုပ်ငန်းဟာတကယ်ကိုအရေးကြီးတယ်ဆိုရင်ဘလို့အခက်ခဲပဲကြုံပါစေကျွန်တော်တို့အနာဂတ်ကိုဖန်တီးတဲ့အခါမှာမျှော်လင့်ချက်တွေနဲ့ဖန်တီးရမယ်လူသားမျိုးနွယ်ကအင်္ဂါကြိုကိုရောက်သွားမယ်လို့စိတ်ကူးကြည့်လိုက်ပါဒါဟာငွေကြေးထက်တန်ဖိုးရှိတဲ့အတွေ့ပဲ။